နောက်တဲ့တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီလာဘကအတိုင်းမှုအဲ့တော့လာဘကအတိုင်းမှုကိုကျွန်တော်တို့ဂုဏ်ပြုချောင်းပါလာဘကအတိုင်းမှုကိုဂုဏ်ပြုချောင်းပါအဲ့တော့ခင်ဗျားတို့ကမေးပါလိမ့်မယ်ကြာကျော်စိုးဦးကတော့လာဘကအတိုင်းမှုဘောမာတယ်လို့ခင်ဗျားတို့ပြောချင်ပြောပါလိမ့်မယ်အဲ့တော့လက်ရှိဒီလာဘကအတိုင်းမှုရဲ့ဒါကျွန်တော်တို့စာအုပ်ချက်ကိုကျွန်တော်ဂုဏ်ပြုတဲ့အခြေအနေပါအဲ့လိုပါပဲကျွန်တော်တို့ကအခြားတိုင်းမှုတွေကိုကျွန်တော်ကြံခဲ့မယ်လို့ဟိုခြံထားခဲ့တာမဟုတ်ပါဘူးအခြားတိုင်းမှုတွေလည်းလုံးတင်လုံးထိုက်တဲ့အရာတွေလုံးနေပါတယ်ကျွန်တော်တို့ဒါလုံးတဲ့အရာတွေအားလုံးလည်းကျွန်တော်တောက်လျှောက်သူရဲ့စက်တိုင်းလည်းကျွန်တော်တောက်လျှောက်တင်ပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကတော့ကျွန်တော်လာဘကအတိုင်းမှုကျွန်တော်ဂုဏ်ပြုကြောင်းတင်ပြပါလိမ့်မယ်ဒါတော့ကျွန်တော်တို့မြင်းချက်မြို့နယ်ညောင်ပင်ဆံမြကြီးွာအဲ့ဒီကြီးွာမှာရှိတဲ့အကြမ်းဖက်အုပ်စုရဲ့စခန်းကိုတပ်မတော်နဲ့ကျွန်တော်ဒေါ်သီတာရုံးမှုဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေတော့ရောက်ရှင်းလင်းပါတယ်အဲ့ဒီနေရာကကျွန်တော်တို့ AR မြေကမ်းပေးဖြစ်တယ်တနည်းအားဖြင့်ဒီမန္တလေးတိုင်းနဲ့မကွေးတိုင်းရဲ့ဂျားမှာတရှိတဲ့နေရာတနည်းအားဖြင့်အဲ့ဒီကနေဆက်သွားမယ်ဆိုတော့ကျွန်တော်တို့AR မြေရှိဒေသရောက်တယ်မြေရှိဒေသအချမ်းချင်းမြစ်ကနေဆင်းလာတဲ့နေရာ AR မြစ်ကနေဆင်းလာတဲ့နေရာအဲ့မှာကျွန်တော်မြစ်ဆုံရှိတယ်အဲ့ဒီ area ကိုရောက်ပါတယ်တက်ထွက်မယ်ဆိုရင်ကျွန်တော်တို့ပခုတ်ကူရေစကြိုလမ်းမကိုရောက်ပါတယ်တနည်းအားဖြင့်ကျွန်တော်ပခန်းကြီးအနီးကိုရောက်ပါတယ်ပခန်းကြီးအနီးကိုရောက်ပါတယ်အဲ့ဒီနေရာကိုကျွန်တော်တို့ဒါလုံခြုံပူပေါင်းစစ်ကြောင်းတွေတော့ရောက်ရှင်းလင်းပါတယ်ကျွန်တော်တို့ရှင်းပါတယ်ဒေါ်သီယာယူမွေရဲ့ရည်တည်ချက်ကိုကျွန်တော်တို့ဂုဏ်ယူပါတယ်ဂုဏ်ပြုပါတယ်တကယ်တော်တဲ့အမျိုးသမီးပါတကယ်ကိုတော်တဲ့အမျိုးသမီးပါအဲ့တော့ဒေါ်သီယာယူမွေကတော့ဒီမိုက်ခဲတို့အုပ်စုကိုသူကတော့စိတ်ခေါ်လိုက်တယ်ဗျဒေါ်သီယာယူမွေရဲ့ပြောဆိုမှုကိုကျွန်တော်ပြပါအောင်မယ်ဒေါ်သီယာယူမွေကကျွန်တော်တို့ဒီညောင်ပင်ဆံမြကျွတ်ကိုထိချုပ်ပြီးတဲ့နောက်ပိုင်းမှာသူပြောခဲ့တဲ့အခြေအနေပါပြောင်းနေရောင်းမင်းသားရောက်ပြီရောင်းမင်းသားရောက်ပြောင်းနေကိုညရောင်းနေသေးသေးလေးခွန်ရမြင်းရပြည်စီခွဲရောက်ပြီတော့မလို့ပြောပါခင်မကန်ကြော်ခဲ့တော့ခုကဒါပါတော့ဒါပါကြီးတို့ဘာကြီးတို့ရောင်းမင်းဘေးလာမဘေးလာမတို့စင်းရင်လာမယ်ဒီခွန်ရမြတော့2000ပြည့်တော့မှာနော်ဘေးတက်သွားပြီရအခုကျွန်တော်ဝင်လိုက်ကွာကိုညမရဘူးသွားတယ်ကိုညလည်းပြေကိုညရှိလားကိုညကမိုက်ခဲကိုပြောတာတရားရမယ်တရားတရားဖို့သုံးလို့တရားသီးသီးနဲ့ပေါက်ပါလေအဲ့သီးသီးတော့မနေရတော့ဆရာဆုံးတက်ခဲ့ပါမိုက်ခဲမတွေ့ဘူးတော့မင်းသစ္စာပေါက်တယ်မင်းသစ္စာပေါက်တယ်ပွဲဦးမလာဘူးဆရာဆုံးချင်းနေကောင်းလားဒါဒေါ်သီယာယူမော်တော့ဗျာကျွန်တော်တို့ဒီညောင်ပင်ဆံမြကျွတ်ကိုထိချုပ်ပြီးတဲ့နောက်ပိုင်းမှာဒီမိုက်ခဲကိုရှာလို့မတွေ့ဘူးဒေါ်သီယာယူမော်လည်းပြောတာရှင်းရှင်းလေးပဲခင်ဗျားဒီမြင်းကြံဒေသမှာလှုပ်ရှားတဲ့ PDF တွေဆိုရင်ခေါင်းဆောင်ပိုင်းဆိုရင်အရှင်းမယူအသေးပဲကြီးမှာအသေးပဲလက်ရှိလက်ခင်ဗျားအဲ့မှာညောင်ပင်ဆံမြကျွတ်ကိုကျွတ်မှာရှိတဲ့ဒီမိုက်ခဲတို့အုပ်စုစကန်ကိုသွားရှင်းတယ်ရှင်းတဲ့ခင်ဗျားမိုက်ခဲတို့ခွေးပြေးတာခင်ဗျားကလည်းကြီးကျယ်တာခင်ဗျားကလည်းအဲ့မှာရှောက်ပြောနေတာမယ်ခင်ဗျားဒီပြည်သူစစ်နဲ့ခင်ဗျားတပ်မတော်စစ်ကြောင်းလည်းခွေးပြေးတာဗျာခွေးလို့ပြေးတာခင်ဗျားကလည်းဖုံးထားအောင်ပြေးတာမိုက်ခဲတို့ပါတော့လုံဆောင်ပါမိုက်ခဲတို့ပါတော့စစ်တိုက်တာမင်းတို့ကခွက်ခောက်ပြီးစစ်တိုက်လို့ရမယ်ထင်တာစစ်တိုက်တာခွက်ခောက်ပြီးစစ်တိုက်လို့မရဘူးခွက်ခောက်ပြီးမင်းတို့လိန်စားလို့ပဲရမယ်စစ်တိုက်လို့မရဘူးเนาะစစ်တိုက်